မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့အရင်နေ့ကတက်ဆက်ပေးခဲ့တဲ့စုံတော့ကားလေးရဲ့အပိုင်းနှစ်ကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ပိုင်းတစ်ကိုမကြည့်ရသေးရင်တော့တွားကြည့်လိုက်ကြပါဦးနော် description မှာ link လေးချပေးထားပါမယ်။ FBI အရာရှိဂျက်ဟာတရားခံတယောက်ကိုဖမ်းဆီးနေပါတယ်။အဲ့ဒီတရားခံကတော့ဂျမ်မြောင်ကျွန်းဖြစ်ပြီးမြောက်ကိုရီးယားမှာမူရရာဇာတူပဲဖြစ်ပါတယ်။အထက်လူကြီးကဂျက်ကိုဖမ်းဆီးလာတဲ့လူရဲ့ဇင်းမြစ်ကိုမေးမြန်းနေပါတယ်။ဂျက်ကသူ့စီကိုတရားခံအကြောင်းအီးမေးလ်တစ်စောင်ဝင်လာတဲ့အကြောင်းနဲ့အဲ့ဒီအီးမေးလ်ကိုဘသူပုံမှန်သူမသိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့တရားခံရဲ့မူရစေးရောင်းထားတဲ့ငွေတွေနဲ့မူရစေးဖြန့်တဲ့ဂွင်းဆက်တွေကိုရှာရမယ်လို့ပြောလိုက်ပါတယ်။ချွဲရောင်းကတော့ဂျက်ဖမ်းလာတဲ့တရားခံကိုစစ်မေးနေတာပါ။အဲ့ဒီနောက်ဂျက်တယောက်ဒေါသတကြီးနဲ့စစ်စေးခန်းထဲကိုဝင်ရောက်လာခဲ့ပါတယ်။သူဖမ်းဆီးလာတဲ့မူရရာဇာကိုနှစ်နိုင်ငံသဘောတူညီချက်အရမိခင်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးရမှာကြောင့်ပဲဖြစ်ပါတယ်။ဂျက်နဲ့ချွဲရောင်းတို့ဟာတရားခံရှေ့မှာစကားများနေကြပါတယ်။ဒီအချိန်မှာဂျက်ရဲ့အထက်လူကြီးရောက်ရှိလာပြီးမြောက်ကိုရီးယားနဲ့တန်တမန်ရေးရာပူးပေါင်းထားတဲ့အတွက်တရားခံကိုလေးစိတ်ရောက်သည့်အထိစောင့်ချက်ပေးဖို့မှာကြားလိုက်ပါတယ်။အထက်မိန်ကိုဂျက်လည်းမလွန်ဆန်နိုင်ပဲလက်ခံလိုက်ရပါတယ်။အိမ်ပြန်လမ်းမှာတော့ချွဲရောင်းရဲ့လှုပ်ဖော်ကိုင်းဘက်တငယ်ချင်းကကျေးဇူးတင်တဲ့အကြောင်းပြောနေပါတယ်။ချွဲရောင်းပေးတဲ့ပတ်စံနဲ့အိမ်ကမိန်းမနဲ့ကလေးအတွက်လက်ဆောင်တွေဝယ်ခဲ့တဲ့အကြောင်းပြောလိုက်ပါတယ်။ပြီးတော့ချွဲရောင်းကိုလည်းနှကန်းတစ်ထောင်ပေးပြီးတယောက်ယောက်ကိုလက်ဆောင်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့စီးလာတဲ့ကားအပြစ်ခံလိုက်ရပါတယ်။ပြစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မြို့ထဲမှာလည်းရုပ်ရုပ်သဲသဲတွေဖြစ်ကုန်ပါတယ်။ဂျမ်မြောင်ကျွန်းလည်းလွတ်မြောက်လာပါတယ်။ချွဲရောင်းကတိုက်ပေါ်ကစတိုင်မာသမားကိုတွေ့သွားပြီးဂျက်ကိုကားပစ်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဂျက်ကတိုက်ပေါ်ကစနိုက်ပါသမားကိုရှင်းလင်းလိုက်ပါတယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရင်ဂျမ်မြောင်ကျွန်းဟာရေစိုးမြောင်းပိုက်လိုက်မှတဆင့်လွတ်မြောက်သွားပါတယ်။ချွဲရောင်းရဲ့လှုပ်ဖော်ကိုင်းပဲတငယ်ချင်းလဲဘုံပေါက်ကွဲမှုကြောင့်တေဆုံးသွားပါတယ်။စုံနောက်ကျော်ကြီးကန်ရှင်းထဲကတော့ကြားဖြတ်နေရတစ်ခုမှအတွင်ယူပြီးစစ်ဆေးနေပါတယ်။လူလိန်ကောင်ကသူ့ရင်ဘက်ကလှုပ်ဝက်ကင်မရာလေးကိုတွေ့သွားပြီးသူ့တပည့်တွေနဲ့ထွက်ပြေးကြမယ့်အချိန်မှာခေါင်းဆောင်ဖြူတို့အဖွဲ့ရောက်လာပြီးအားလုံးကိုတက်တေနဲ့တကွဖမ်းဆီးလိုက်ကြပါတယ်။နောက်တစ်နေရာမှာတော့ရှင်းထဲကပတ်စပို့နဲ့အထောက်ထားအတုလုပ်ပေးတဲ့သူကိုဖမ်းဆီးဖို့အတွင်ယူစုံစမ်းနေပါတယ်။ဒီအချိန်မှာရဲကားတစ်စီးရောက်လာပြီးအလိုက်မသိတဲ့ရဲနှစ်ယောက်ကရှင်းထဲကိုလာရောက်စစ်ဆေးပါတယ်။ဒါကြောင့်စုံစမ်းမှုပေါ်ပေါက်သွားပြီးတရားခံကထွက်ပြေးသွားပါတယ်။ရှင်းထဲလည်းတရားခံရဲ့ကားခေါင်မိုးကိုအမိအရအတွက်ကပ်ပြီးလိုက်သွားပါတယ်။တရားခံကကားမိုးပေါ်ကိုတနက်3-4ချက်လောက်ပစ်လိုက်ပါတယ်။ခေါင်းဆောင်ဖြူတို့ကားနဲ့ကင်းလေရဲကားလည်းထက်ချက်မကွာလိုက်လာကြပါတယ်။ကလေးတယောက်ကိုတိုင်းပြီးတော့မလို့ဖြစ်နေလို့ကားကိုဆွဲလဲလိုက်တဲ့အချိန်မှာရှင်းထဲပြုတ်ကျပြီးတရားခံထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်ရှင်းထဲရဲ့ဘိုင်းမသွေးစားတွေကိုတတိထားမိသွားကြပါတယ်။ရှင်းထဲတယောက်စိုက်ပါမှုခင်းဌာနကိုပြောင်းရွှေ့ခံလိုက်ရပါတယ်။အဲ့ဒီဌာနမှာတော့ရုံးထိုင်ပြီးအမှုတွေကိုစစ်ဆေးပေးနေရတာပါ။ကြာဆုံးသွားတဲ့ရဲဘော်ရဲ့ဇာပနပွဲပြီးမှချွဲရောင်းတယောက်အထက်လူကြီးရဲ့တာဝန်ပေးခြင်းကိုခံလိုက်ရပါတယ်။ဂျမ်မြောင်ကျွန်းဟာယခုအခါမှာတောင်ကိုရီးယားဘက်ကိုထွက်ပြေးလွတ်မြောက်သွားပါတယ်။မြောက်ကိုရီးယားစစ်တပ်ရဲ့နိုင်ငံခြားငွေရှာတဲ့လုပ်ငန်းအဖြစ်စစ်တပ်ရဲ့915စံသက်ရေးဌာနမှဘင်ဒူလို့ခေါ်တဲ့မူရစေးတစ်မျိုးကိုထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်။ယခုအခါဒီကိစ္စကိုတားမြစ်ထားလိုက်ပေမဲ့ဂျမ်မြောင်ကျွန်းကအဲ့ဒီဘင်ဒူတွေရောင်းထားတဲ့ဒေါ်လာ10ဘီလီယံတန် Swiss ဘန်စာအုပ်ကိုယူပြီးပျောက်သွားခဲ့တာပါ။မူရစေးဝါထုတ်လုပ်မှုမှာပါဝင်ခဲ့တဲ့ဓာတုဖေဒပညာရှင်ခင်ချောစုနဲ့ဂျမ်မြောင်ကျွန်းတို့ကိုအမေရိကန်ဘက်ကသာအကယ်၍ဖမ်းမိသွားခဲ့ရင်သူတို့စစ်တပ်ကိုပဲပြန်မှုပတ်မှာဖြစ်လို့ဂျမ်မြောင်ကျွန်းနဲ့ငွေစင်းစာအုပ်ကိုပြန်လည်ရယူရန်ချွဲရောင်းကိုတာဝန်ပေးလိုက်ပါတယ်။ကုန်ပစ္စည်းတိုလောင်ရုံတစ်ခုမှာကင်ချောစုနဲ့ဖွဲ့ဟာလုံခြုံရေးဝန်ထမ်းကိုတပ်ပလိုက်ပြီးဓာတုဗေဒပစ္စည်းတွေကိုတဲဆောင်ကမူရစေဝါများကိုထုတ်လုပ်နေကြပါတယ်။ကလပ်တစ်ခုမှာဂျမ်မြောင်ကျွန်းဟာတထေးချိုကိုလာရောက်တွေ့ဆုံပြီး3ရက်တွင်မှာသူရစရာရှိတဲ့ငွေတွေကိုပေးဖို့ပြောကြားလိုက်ပါတယ်။ Beauty blog ရိုက်နေတဲ့မင်းယောင်းကိုသူ့အမကထမင်းစားဖို့လာရောက်ခေါ်ပါတယ်။အလုံးမလုံးဖဲ blog တွေရိုက်နေတဲ့မင်းယောင်းကိုထုံးစံအတိုင်းပွားစီပြောရင်းစုံမနေကြပါတယ်။မြောက်ကိုရီးယားစုံတော်ကြီးနဲ့စစ်စစ်ရင်တာဝန်အတူလုပ်ဖူးတဲ့ရှင်းထဲကိုဂျူနီယာရဲသားလေးတွေကအထင်ကြီးပြီးအားကြနေကြပါတယ်။ဒီအချိန်မှာခေါင်းဆောင်ဖြိုရောက်ရှိလာပြီးချွဲရောင်းကမူရရာဇာတဦးကိုဖမ်းဖို့လာမှဖြစ်ပြီးချွဲရောင်းနဲ့အတူလှုပ်တွဲလုပ်ဖို့ပါတနာရှာတဲ့အခါမှာအရင်မှုမှာအတူတွဲလုပ်တဲ့စုံတော်ရဲ့မိသားစုတွေပါတိမ်မလို့ဖြစ်သွားတဲ့သတင်းကြောင့်ဘယ်သူမှလုံးမဲ့သူမရှိတဲ့အကြောင်းနဲ့ဒီစုံစမ်းရေးကိုရှင်းထဲလက်ခံလိုက်ရင်ရခင်ရာထူးပြန်ရမယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။ရှင်းထဲကတော့စိုက်ဘာဌာနမှာအကြာကြီးမနေချင်တာကြောင့်လက်ခံရမလားလို့စဉ်းစားနေရပြန်ပါပြီ။ထမင်းစားရင်ချွဲရောက်လာမှဖြစ်တဲ့အကြောင်းပြောပြလိုက်တဲ့အခါရှင်းထဲရဲ့မိန်းမကတော့တူတူခခနဲ့တူတွဲမလို့ရဘူးလို့ပြောလိုက်ပါတယ်။မင်းယောင်ကတော့ crash လာမှဖြစ်လို့ထမင်းတော့မစားနိုင်ပဲမျက်နှာပေါင်တင်နေပါပြီ။
မင်းယောင်းကရှင်းထဲဖွက်ထားတဲ့ပတ်စံတွေကိုလိုက်ရှာနေပါတယ်ရှာတွေ့သွားတဲ့နောက်ရှင်းထဲကအခန်းထဲကိုဖုန်းပြောရင်းဝင်လာတဲ့အတွက်ပုံနေလိုက်ပါတယ်ရှင်းထဲကခေါင်းဆောင်ဖြိုးကိုမိမကလုံးဝလက်မခံမှုဒီအမှုကိုတာဝန်ယူရင်မိမကကွာရှင်းမယ်လို့ပြောရင်းအရင်ရာထူးကိုတေချာပေါက်ပြန်ရမှာပါလို့မေးလိုက်ပါတယ်ဒါကိုမင်းယောင်းကကြားသွားပြီး KOC ကနှုတ်ပိတ်ခဖြစ်မုံမိုးတောင်းလိုက်ပါတယ်ပြီးတော့ချွဲရောင်းကိုမပြန်ခင်မှာတခါတော့ကျိန်းသေးတွေ့လို့ရအောင်လုပ်ပေးဖို့ပြောလိုက်ပါတယ်ရှင်းထဲနဲ့ပြန်တွေ့တဲ့အခါတောင်ကိုရီးယားမှာစုံတော့ကခမရတယောက်ပဲရှိတာလားလို့မေးလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ချွဲရောင်ကအလိုက်တသိနဲ့ရှင်းထဲကိုတက်တန့်အပ်ထားလိုက်ပါတယ်ပြီးတော့ထမင်းစားကြဖို့အတွက်ပြောလိုက်ပါတယ်သူတို့နောက်မှာတော့ကားမဲကြီးနဲ့ NIS ကထောက်လန့်နေပါတယ်ထမင်းဆိုင်ထဲမှာတော့ရှင်းထဲကချွဲရောင်ကိုတောင်ပိုင်းကစကားတချို့ကိုတင်ပေးနေပါတယ်ပြီးတဲ့နောက်မူရစေးရောင်းတဲ့ကောင်ကိုဖမ်းဖို့လာတာဟုတ်ရဲ့လားလို့မေးလိုက်ပါတယ်ချွဲရောင်ကတော့ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးရှင်းထဲနာကိုထမင်းစားကောင်းတဲ့အကြောင်းတိုးတိုးလေးပြောလိုက်ပါတယ်။ချွဲရောင်ပြောတဲ့စကားကိုမကြားလိုက်လို့အတန်ဖန်းဆက်ကိုအတန်မြင့်လိုက်တဲ့အခါမှာတော့စားတောက်ဆိုင်ထဲကစုံတော့အားလုံးနားတွေဥထွက်သွားကြပါတယ်။ချွဲရောင်လည်းတစ်ဆိုင်လုံးကသူ့ကိုစောင့်ကြည့်နေကြကြောင်းသိသွားတဲ့အတွက်စားပြီးအမြန်ပြန်ထွက်ခဲ့လိုက်ပါတယ်။ကားပေါ်မှာတော့အိမ်မြောင်ပုံတက်တူးနဲ့မူရစေးဝါပုံကိုပြပြီးစုံစမ်းကြဖို့ပြောလိုက်ပါတယ်။ရှင်းတဲ့ကတော့သူ့ရဲ့စိုက်ဘာဌာနကိုအကူအညီတောင်းလိုက်ပါတယ်။စိုက်ဘာဌာနကဂျူနီယာလေးတွေကတော့မူရစေးဝါမှာပြီးလာပို့တဲ့သူကို CCTV မှတစ်ဆင့်စောင့်ကြည့်ပြီးရှင်းတဲ့တို့တီနေရပြန်ပြောလိုက်ပါတယ်။ချွဲရောင်ကတရခန်နောက်ကိုအမြန်လိုက်ကြဖို့ပြင်လိုက်ပေမဲ့ရှင်းတယ်ကတော့စိုက်ဘာဌာနရဲ့အစစ်မြစ်ထောက်လန်းရေးကိုလက်တွေ့ပြသပေးလိုက်ပါတယ်။မူရစေးဖြန့်တဲ့လူတွေနဲ့တွေ့တဲ့အခါမှာတော့ကောင်းကောင်းမွန်မွန်မေးမြန်းနေလို့မရတာကြောင့်လူစိုးကောင်တွေကိုပညာပေးလိုက်ကြပါတယ်။ဒီတစ်ခေါက်မှာချွဲရောင်ကရင်ကောင်ရိုက်တဲ့ရက်တောင်ကိုခောက်ဆွဲပြုတ်ရည်တဲ့စိန်လိုက်ပြီးလက်နက်ဖြစ်အသုံးပြုကအားလုံးကိုတိုက်ခိုက်လိုက်ပါတယ်။လူစိုးအားလုံးကိုဒူးထောက်ခိုင်းလိုက်ပြီးမူရစေးဝါတင်တင်းကိုမေးမြန်းနေပါတယ်ခဏနေရင်ငွေသိမ့်မဲ့သူတွေလာမယ့်အကြောင်းကိုပြောပြပါတယ်ငွေလာသိမ်းတဲ့သူတွေရောက်လာတဲ့အခါမှာတော့ချွဲရောင်တို့နှစ်ယောက်ဟာလိုက်လံဖမ်းဆီးလိုက်ကြပါတယ်ရှင်းတယ်ကတော့သတိမေ့သွားတဲ့တရက်ခန့်ရဲ့ passport နဲ့ဖုန်းကိုတင်ထားလိုက်ပါတယ်စေယုံမှာတော့လူစိုးကောင်ကသတိမေ့နေလို့နောက်ရက်မှမေးမြန်းလို့ရမှာပဲဖြစ်ပါတယ်ခေါင်းဆောင်ဖြိုရောက်လာပြီးရှင်းတယ်ကိုခေါ်ထုတ်လာခဲ့ပါတယ်ခေါင်းဆောင်ဖြိုကရှင်းတယ်ကိုအင်တာပိုကလိုရှိတဲ့ကောင်နဲ့မူရစေး3ကီလိုဂရမ်ကိုဖမ်းဆီးမိတာဖြစ်လို့သူတို့အဖွဲ့စမ်းဆောင်ရည်ပြည့်သွားကြောင်းပြောလိုက်ပါတယ်ရှင်းတယ်ကသူယူလာတဲ့ဖုန်းနဲ့ passport ကိုပေးပြီးတဲလွန်စာရှာခိုင်းလိုက်ပါတယ် TV မှာတော့ချွဲရောင်ရဲ့တိုက်ခိုက်မှုအကြောင်းလွှင့်နေတာကိုရှင်းတယ်ရဲ့မိမတွေ့သွားပါတယ်ပြီးတော့သူ့ယောက်ျားကိုပါတွေ့ရှိသွားပါတယ်အဲဒီနောက်ရှင်းတယ်စီဖုန်းခေါ်ပြီးနှစ်ယောက်စလုံးလာခဲ့ကြဖို့အတွက်ရာဇသံပေးလိုက်ပါတယ်ဒေါသထွက်နေတဲ့အိမ်ရှင်မရဲ့ရှေ့မှာနှစ်ယောက်သားဒူးထောက်နေကြရင်ရှင်းတယ်ကဒီတစ်ခေါက်တော့မူရစေးရောက်တဲ့3-4ယောက်ကိုလာဖမ်းတာပဲဖြစ်ပြီးအရင်တစ်ခါလိုအသက်အန္တရာယ်မရှိပါဘူးလို့ပြောလိုက်ပါတယ်ရှင်းတယ်ရဲ့မိမကတော့ချွဲရောင်ကိုငါတို့အိမ်ကအကျွေးနဲ့ဝယ်ထားတာအကျွေးမကြေခင်ရှင်းတယ်သိလို့မရဘူးလို့ပြောလိုက်ပါတယ်ချွဲရောင်ကမျက်နှာငယ်လေးနဲ့ကြည့်လိုက်တဲ့အခါမှာတော့ဒေါသတွေလျော့သွားပြီးခြေလက်ဆေးကထမင်းစားကြဖို့အတွက်ပြောလိုက်ပါတယ် NIS ကတော့ရှင်းတယ်ရဲ့အိမ်ထဲအထိကိုကင်မရာတွေတက်ပြီးစောင့်ကြည့်နေကြတာပါညပိုင်းမှာတော့သူတို့နှစ်ယောက်ဟာဘီယာတောင်ရင်အမှုအကြောင်းပြောနေကြပါတယ်ဂျမ်မြောင်ကျိုးဟာနှစ်နိုင်ငံနယ်စပ်မှာမူရစေးဝါရောင်းနေရင်ဖမ်းဆီးမှုတွေများလာတဲ့အခါမှာတော့မြောက်အမေရိကကိုပြောင်းရွှေ့ပြီးဆွဲလန်းမှုမြင့်မားစေတဲ့မူရစေးအမျိုးအစားအသစ်ကိုထုတ်လုပ်ပြီးရောင်းဝယ်နေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ရှင်းတယ်ကသိရသမျှကိုခေါင်းဆောင်ဖြိုစီကိုသတင်းပို့လိုက်ပါတယ်ချွဲရောင်လည်းသူ့ဌာနကိုဖုန်းမတစ်ဆင့်သတင်းပို့နေပါတယ်ဒီချိန်မှာအချီယူမလေးမင်းရောင်ကသူ့ကိုတွေ့ချင်လို့အလုပ်ကိုအကြောင်းပြပြီးလာတာလားလို့မေးလိုက်ပါတယ်ချွဲရောင်ကမဟုတ်တဲ့အကြောင်းနဲ့လက်တွေ့မှာသူတို့နှစ်ယောက်ကနိုင်ငံမတူကြလို့မဖြစ်နိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့မင်းရောင်ကိုတောင်ပိုင်းနဲ့မြောက်ပိုင်းကိုပေါင်းစည်းဖို့အတွက်လုပ်ကြည့်ပါဒါဆိုရင်သူတို့နှစ်ယောက်ကြားမှာပြဿနာရှိတော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မင်းရောင်ကတော့သူချစ်တဲ့သူနဲ့တွဲရဖို့အတွက်နှစ်နိုင်ငံကိုပေါင်းစည်းပေးရမှာဖြစ်လို့စိတ်ညစ်ညစ်နဲ့တောက်ပြီးမူသွားပါပြီချစ်လာစွာသောဧည့်သည်ကြီးရောက်ရှိနေတဲ့အတွက်မနေ့စောစောမှာမင်းရောင်ကတုံးတက်သားခင်ကျွေးနေပါတယ်ရုံးအားကတော့ BDS album ဝယ်ဖို့အတွက်သူစုထားတဲ့စုဘူးလေးပျောက်သွားလို့သူ့အမေကိုလာပြောနေပါတယ်သူတို့၃ယောက်ဟာစုဘူးရှာနေတဲ့အချိန်မှာရှင်းတဲ့စီကိုဖုန်းဝင်လာခဲ့ပါတယ်မနေ့ကဖမ်းဆီးခဲ့တဲ့တရခန်ခွမ်းယုံနိုးလာပြီးဖြစ်လို့အမြန်သွားဖို့ပြင်ဆင်လိုက်တဲ့အခါရှင်းတဲ့အိတ်ထဲမှာအကျွေစေးတွေဟာထွက်ကျလာခဲ့ပါတယ်ဒါကြောင့်ရုံးအားရဲ့စုဘူးကိုရှင်းတဲ့ယူထားကြောင်းသိသွားကြပါတယ်တရခန်ခွမ်းရုံးကိုလာတွေ့တဲ့အချိန်မှာတော့ FBI အရာရှိချက်ကနှစ်နိုင်ငံပူးပေါင်းမှုရဒီတရခန်ကိုသူစစ်ဆေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်ခေါင်းဆောင်ဖြိုရောက်လာပြီးသူတို့နှစ်ယောက်ကိုခေါ်ထုတ်သွားပါတယ်။ရက်ကတော့ဂျမ်မြောင်ကျွန်းအကြောင်းရော10ဘီလီယံအကြောင်းကိုသိပြီးမှရောက်ရှိလာခဲ့တာပါ။ NIS အရာရှိခေါင်းဆောင်ဖြိုနဲ့ရှင်းတယ်တို့ဟာခွန်ရုံးရဲ့ passport မှာတဆင့်ဂျမ်မြောင်ကျွန်းရဲ့တီနေရာကိုရရှိနိုင်တဲ့အကြောင်းသိနေလိုက်ကြပါတယ်။ထက်ကိုသတင်းပို့နေတဲ့ချဲရောင်းစီကိုရှင်းတယ်ကအမှုအကြောင်းမေးမြန်းလိုက်ပါတယ်။ဂျမ်မြောင်ကျွန်းကမူရစေးအမြောက်များကိုထုတ်လုပ်ဖို့နည်းပညာရှင်ကိုခေါ်ထားတာထင်တယ်လို့ပြောလိုက်ပါတယ်။မူရစေးတွေကိုခိုးသွင်းဖို့ထက်ဒီမှာဆက်ရုံဆောက်ဖို့ဖြစ်နိုင်တဲ့အကြောင်းခန့်မှန်းလိုက်ကြပါတယ်။ဌာနမှာ
တော့ဓာတုဗေဒကုန်ကျန်းတွေပျောက်တဲ့အမှုမှတဆင့်ဂျမ်မြောင်ကျွန်းတို့စိတ်ယုံလုံးမဲ့နေရာကိုစုံစမ်းလိုက်ကြပါတယ်စိတ်ယုံမှာတော့ဂျက်ကဂွမ်ယုံကိုဘာမှမေးလို့မရတာကြောင့်ဂွမ်ယုံထွက်ပြေးသွားတာကိုစောင့်ကြည့်ပြီးနောက်ကနေခြေရခံပြီးလိုက်လာခဲ့ကြပါတယ်ဒီဘက်မှာလည်းချွဲရောင်းတို့၃ယောက်ဟာစိတ်ယုံတွေကိုတစ်ခုချင်းရှာဖွေရင်းဂျမ်မြောင်ကျွန်းရဲ့တည်နေရာကိုတွေ့ရှိသွားပါတယ်ဒါနဲ့စိတ်ယုံနဲ့ဝင်လာတဲ့အချိန်မှာတော့စိတ်ယုံကထွက်ပြေးလာတဲ့ဂွမ်ယုံကိုတွေ့လိုက်ရတဲ့အတွက်အမြန်ပုံလိုက်ကြပါတယ်ပြီးတော့ဘုံတွေထောင်ထားတာကိုလည်းတွေ့လိုက်ကြပါတယ်ဂွမ်ယုံကတော့စပွဲဖော်က remote control လေးကိုကောက်ကင်လိုက်ပါတယ်အဲ့ဒီနောက်ဖုန်းဝင်လာပြီးဂျမ်မြောင်ကျွန်းကဂွမ်ယုံကိုကိုစတေးပြီးဘုံကိုဖောက်ခွဲဖို့အတွက်ခိုင်းလိုက်ပါတယ်ဒီအချိန်မှာ FBI ဂျက်တို့ရောက်ရှိလာကြပါတယ်ရှင်းတယ်ကဂျက်တို့ကိုဘုံရှိတယ်လို့ပြောပေမဲ့ဂျက်ကသဘောမပေါက်ဘူးဖြစ်နေပါတယ်ဂွမ်ယုံက remote clock ကိုနှိပ်ဖို့အတွက်လက်မြောက်လိုက်မှဂျက်ကသဘောပေါက်သွားပြီးသူ့အဖွဲ့တွေကိုနောက်ဆုတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီဘုံပေါက်သွားတဲ့အတွက်အဆောက်အဦအပြင်ဘက်ကိုအသေးအတန်ထွက်ပြေးလာခဲ့လိုက်ရပါတယ်အဲ့ဒီနောက်ဂျက်ကစိတ်တူနဲ့ချွဲရောင်းပေါ်ဒေါသတွေပုံချလိုက်ပါတယ်နှစ်ယောက်သားဘားတပြန်ကြားတပြန်တိုက်ခိုက်နေကြတဲ့အချိန်မှာရှင်းတယ်ကပဲအခြေအနေတွေကိုဝင်ထိန်းလိုက်ရပါတယ်စားတောက်ဆိုင်မှာတော့ရှင်းတယ်က၃ယောက်အတူလှုပ်ဆောင်ဖို့နဲ့တိထားတဲ့သတင်းအချက်လက်တွေကိုမျှဝေဖို့အတွက်ပြောလိုက်ပါတယ်အဖွဲ့သားတွေအားလုံးထင်ရပြီးတယောက်တည်းကြံနေတဲ့ဂျက်ဟာလည်းသဘောတူလိုက်ရပါတယ်ချွဲရောင်းကဓာတ်ပုံတစ်ပုံကိုထုတ်ပြလိုက်ပြီးဂျမ်မြောင်ကျွန်းကသူ့ရဲ့စီနီယာဖြစ်ပြီးသူ့ရဲ့လက်အောက်မှာကြေးစားစစ်သားတွေများစွာရှိကြောင်းပြောပြလိုက်ပါတယ်ဂျက်ကတော့လွန်ခဲ့တဲ့2လကသူ့စီကိုရောက်လာခဲ့တဲ့အီမီတစ်ဆောင်ကြောင့်ဂျမ်မြောင်ကျွန်းကိုဖမ်းမိခဲ့တာဖြစ်တဲ့အကြောင်းမေးပို့တဲ့သူကမိုက်ကယ်ဂျိုဖြစ်နိုင်ကြောင်းနဲ့မိုက်ကယ်ဂျိုကငွေကြေးခဝါချပေးတဲ့သူဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ရှင်းတယ်ကမိုက်ကယ်ဂျိုကဂျမ်မြောင်ကျွန်းရဲ့ပတ်စံတွေကိုလိုချင်လို့မေးပို့ဖမ်းခန့်လိုက်ပြီးဂျမ်မြောင်ကျွန်းကတော့သူ့ငွေတွေပြန်ရဖို့အတွက်ကြေးစားသမားတွေနဲ့အလုပ်လုပ်နေတဲ့အကြောင်းကိုစဉ်းစားမိသွားပါတယ်ပြီးတဲ့နောက်မှာရှင်းတယ်ကဂွမ်ယုံစီကတရားမဝင်ဖုန်းနဲ့ passport ရရှိထားပြီး passport အတုလုပ်ပေးတဲ့သူစီကနေဂျမ်မြောင်ကျွန်းကိုခြေရခံနိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အိမ်ပြန်လမ်းမှာတော့ထုံးစံအတိုင်းသူတို့၃ယောက်ဟာရင်းနှီးသွားကြပါတယ်အင်ကြီးရွေးနေတဲ့မင်းယောင်းကိုအမဖြစ်သူကချွဲယောင်းကိုအဲ့ဒါလောက်တောင်ကြိုက်ရလားလို့မေးလိုက်ပါတယ်မင်းယောင်းကတော့ကြိုက်လွန်းလို့ slow motion ပဲမြင်နေရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဒီအချိန်မှာယွန်းအားကအဖေအိမ်ရှိရောက်နေပြီလို့ဖုန်းဆက်တယ်ဆိုပြီးတကားသွားဖွင့်ပေးလိုက်ပါတယ်မင်းယောင်းကတော့သူဖထားတဲ့အင်ကြီးတွေကိုအမြန်သိမ်းသွားလိုက်ပါတယ်ရှင်းတယ်ဝင်လာတဲ့အခါမှာတော့သဘောကျစွာရဲမော်လိုက်ပါတယ်အကြောင်းကတော့လှလှပပလေးပြင်ဆင်ထားတဲ့ခဲမလေးဟာစားအုပ်ကိုမြောင်းမြန်ကြီးကင်ပြီးစားဖက်ချင်အောင်ဆောင်းနေလို့ပါပဲချွဲရောက်ဝင်လာပြီးအရန်လှနေတဲ့မင်းယောင်းကိုကြည့်နေပါတယ်မင်းယောင်းလည်းချွဲရောက်မျက်နှာကဒဏ်ရာတွေကြောင့်စိတ်ပူကဆေးထည့်ပေးနေလိုက်ပါတယ်အဲ့ဒီအချိန်မှာ FBI ကြီးချက်လည်းအိမ်ထဲကိုဝင်လာပြီးအိမ်ထဲကအမျိုးသမီး၃ယောက်ရဲ့အာယုံကိုဖန်ဆပစ်လိုက်ပါတယ်ချွဲရောင်းကတော့တခဏအတွင်းမှာအမိခံလိုက်ရပါပြီအမျိုးသမီး၃ယောက်လုံးဟာဂျက်ကိုအဝတ်တွေကျေနေကြပါတယ်ရေချိုးကန်းထဲမှာတော့ဂျက်ဟာအတန်ဖန်းကရိယာကိုတွေ့တာကြောင့်ရေတံဖွင့်ပြီးအထက်ကိုသတင်းပို့နေပါတယ်ချွဲရောင်းလဲရေဒီယိုဖွင့်ပြီးအထက်လူကြီးကိုသတင်းပို့လိုက်ပါတယ်လူရိုးကြီးရှင်းတဲ့ကတော့အိမ်မှာလွတ်လပ်လက်ကြီးကိုခေါင်းဆောင်ဖြူကိုသတင်းပေးနေပါတယ်ဂျက်ကအပြောကောင်းတဲ့သူမို့၃ယောက်လုံးသဘောကျနေကြပါတယ်ပြီးတော့ရှင်းတဲ့ချွဲရောင်းနဲ့ဂျက်တို့၃ယောက်ဟာဓာတ်ရှိဘူးတဲ့ဒဏ်ရာတွေကိုမိန်းကလေးတွေအထင်ကြီးဖို့အတွက်အပြိုင်ကြွားနေကြပါတယ်ဂျက်ကတော့ဘုံရှင်းလေးရေးမှာ၃နှစ်အလုံးလုံးခဲ့ဘူးကြောင်းလဲကြွားလိုက်ပါတယ်မနေ့ရောက်တဲ့အခါမှာတော့မနက်စာကိုအနောက်တိုင်းစတိုင်ကော်ဖီပန်ကိတ်တို့နဲ့အခန့်လိုက်ပါတယ်ဌာနချုပ်မှာတော့ရှင်းတဲ့တို့၃ယောက်က passport အတုလုပ်ပေးတဲ့သူရဲ့ချစ်သူနာတာရှာကိုစုံစမ်းမှာဖြစ်ပြီးမိုက်ကယ်ဂျိုကိုတော့ခေါင်းဆောင်ဖြူတို့ကစုံစမ်းရမှာဖြစ်ပါတယ်သူတို့၃ယောက်ဟာနာတာရှာရဲ့အခန်းကိုမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ်မင်းယောင်းတယောက်စားစရာတွေလာပို့တဲ့အခါမှာတော့နာတာရှာကအပြင်ထွက်ဖို့ပြင်လိုက်တဲ့အတွက်ချွဲယောင်းနဲ့မင်းယောင်းဟာဇုံတွဲလိုဟန်ဆောင်ပြီးနောက်ရောက်ခံလိုက်ခဲ့ကြပါတယ်ရှင်းတယ်ကတော့လူမရှိတဲ့နာတာရှာရဲ့အခန်းကိုအတန်ဖန်ဆက်တက်ဖို့အတွက်ဝင်ရောက်လာခဲ့ပါတယ်နာတာရှာဟာပစ္စည်းတစ်မျိုးကိုနှစ်ခုဝယ်ယူနေတဲ့အတွက်ချွဲယောင်းတို့ဟာတန်တရားဖြစ်သွားပြီးအခန်းကိုအမြန်ပြေးလာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာနောက်မှလူလိန်ကောင်ကခေါက်တံနဲ့လွှဲရိုက်တာကိုရှင်းတယ်ကတွေးလိုက်တာကြောင့်အမြန်ရှောင်တိန်လိုက်ပါတယ်ရှင်းတယ်နဲ့လူလိန်ကောင်တို့လည်းအပြန်အလှန်တက်ပုတ်ကြပြီးလူလိန်ကောင်ကိုဖမ်းဆီးမိသွားပါတယ်ရှင်းတယ်ကသူ့ကိုစစ်ဆေးနေပေမဲ့မပြောဘဲအယူခွက်နေလို့ရုရှားထောင်ကိုပို့ပစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။မင်းယောင်းကဂျက်ကိုရုရှားပုံပေါက်အောင်အတွက်မိတ်ကပ်ပြင်ဆင်ပေးလိုက်ပါတယ်။ရုရှားရဲကိုတွေ့တော့မှကြောက်ပြီးဂျမ်မြောင်ကျွန်းရဲ့ဖုန်းနံပါတ်ကိုပြောပြလိုက်ပါတယ်။ဂျမ်မြောင်ကျွန်းကတော့ကြွက်တွေနဲ့ဆေးဝါးစမ်းသပ်နေခဲ့တာပါ။တွိုင်းလိုင်း TV မှာမြောက်ကိုရီးယားမှာနံပါတ်5အဆင့်ရှိတဲ့အမတ်ကြီးဂန်ချောင်ထက်ဆိုသူဟာဆွေးနွေးပွဲကိုရောက်လာမဲ့သတင်းကိုတွေ့လိုက်ပါတယ်။ဌာနချုပ်မှာတော့ဂျမ်မြောင်ကျွန်းရဲ့တရားမဝင်ဖုန်းဟာမိုက်ကယ်ဂျိုရဲ့ကလပ်ကိုတွားနေတာကိုခြေရခံမိသွားပါတယ်။သူတို့မှာတက်သိနဲ့ဝရမ်းမရှိတဲ့အတွက်အကြက်ရိုက်နေကြပါတယ်။ဒါကြောင့်မင်းယောင်းကသူတို့ကိုကလပ်ထဲဝင်နိုင်အောင်အတွက်ကူညီပေးလိုက်ပါတယ်။ကလပ်ထဲမှာတော့ချွဲယောင်းကတခုခုဖြစ်ရင်ကြီးစံလို့အပြေးလာခဲမယ်လို့ပြောလို့မင်းယောင်းတယောက်ဝမ်းသာသွားပါတယ်။ပြီးတော့အပေါ်နွေးတွေကိုချွတ်ပြီးဆက်စီကျစွာကားလိုက်ပါတယ်။
ရှင်းထယ်ကတော့ကလပ်ထဲကိုဝင်နှန်းရောက်ဆောင်ပြီးဝင်သွားပါတယ်သူ့နောက်မှာဂျမ်းမြောင်ကျွန်းလဲရောက်လာခဲ့ပါတယ်ချွဲရောက်ကအထက်ကိုသတင်းလှမ်းပို့လိုက်ပါတယ်ချက်ကရှင်းတဲ့ကိုဖုန်းဆက်လိုက်ပြီးချွဲရောက်ကဂျမ်မြောင်ကျွန်းရဲ့မူရစ်စေးဝါရောင်းထားတဲ့ငွေ10 ဘီလီယံအကြောင်းဖုံးကွယ်ထားတဲ့အကြောင်းနဲ့သူကလူကိုအမိဖမ်းမှဖြစ်ပြီးရှင်းတဲ့ကိုတော့10 ဘီလီယံကိုစုံစမ်းဖို့အတွက်ပြောလိုက်ပါတယ်ရှင်းတဲ့လဲခေါင်းဆောင်ဖြိုးကိုသတင်းပြန်ပေးလိုက်ပါတယ်အဲ့ဒီနောက် BNB ခန်းထဲကိုစားစရာပို့ရင်ဂျမ်မြောင်ကျွန်းကိုတွေ့သွားပါတယ်ဂျမ်မြောင်ကျွန်းကမိုက်ကယ်ဂျိုရဲ့လူအားလုံးကိုပြစ်တက်လိုက်မှမိုက်ကယ်ဂျိုက10 ဘီလီယံပါတဲ့ဘဏ်ကတ်ကိုထုတ်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာဓာတုဗေဒပညာရှင်နဲ့မိုက်ကယ်ဂျိုကိုလည်းပြစ်တက်လိုက်ပါတယ်ရှင်းတယ်ကသူ့အဖွဲ့ကို BNB ခန်းထဲမှာဂျမ်မြောင်ကျွန်းရှိကြောင်းသိပေးလိုက်ပါတယ်ချွဲရောင်ကမင်းရောင်ကိုအိမ်ပြန်ခိုင်းလိုက်ပြီးသူနဲ့ဂျက်တို့ BNB ခန်းကိုအလာမှာဂျက်ကိုအခန်းတစ်ခုထဲထည့်ပိတ်ထားခဲ့ပါတယ်ချွဲရောင်ရောက်လာတဲ့အချိန်မှာတော့အသက်ငင်နေတဲ့ဓာတုဗေဒပညာရှင်ကအစုလိုက်ပြုံလိုက်လူတက်မှုပြုလုပ်မဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဂျမ်မြောင်ကျွန်းတို့ထွက်ပြေးသွားတာကြောင့်နောက်မှလိုက်ပြီးပြစ်ခတ်ဖမ်းဆီးလိုက်ကြပါတယ်ချွဲရောင်ကဂျမ်မြောင်ကျွန်းကိုသူတယောက်တည်းဖမ်းကျင်တဲ့အတွက်ရှင်းတယ်ကိုကားတကားမှလက်ထိုက်ကပ်ပြီးထားခဲ့လိုက်ပါတယ်။အဲဒီနောက်ဂျမ်မြောင်ကျွန်းကိုဖမ်းဆီးလိုက်ပြီးဂျက်နဲ့ NIS အဖွဲ့တွေရောက်လာတဲ့အခါမှာလက်နက်ချပြီးတောင်မြောက်နိုင်ငံညှိနှိုင်းရေးအတွက်တင်ပြလိုက်ပါတယ်။ဒါကြောင့်တရားခံဟာမြောက်ကိုရီးယားကစီရင်ခွင့်ရမှာပဲဖြစ်ပါတယ်။ NIS အရာရှိလဲရှင်းတယ်ကိုစုပူပြီးဂျက်ကိုအိမ်ပြန်တော့လို့ပြောလိုက်ပါတယ်။ချွဲရောင်ဟာသူ့အထက်လူကြီးနဲ့အတူအဆင့်5အမတ်ကိုလာရောက်တွေ့ဆုံပါတယ်။အမတ်ကြီးကိုလည်းဆွေဘန်ကတ်ကိုပေးလိုက်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်မှာတော့အိမ်မြောင်ရုပ်တက်တူးကိုတွေ့သွားပါတယ်။သူကအစုလိုက်ပြုံလိုက်လူတက်မှုအကြောင်းကိုအင်တာနက်မှာရှာကြည့်လိုက်ပါတယ်။ဒီအကြောင်းကိုရှင်းထယ်ကိုပြောဖို့အတွက်ဖုန်းဆက်လိုက်ပေမဲ့ရှင်းထယ်ကဖုန်းမကင်ပါဘူး။ဒါကြောင့်ဂျက်စီကိုဖုန်းဆက်ကပြောပြလိုက်ပါတယ်။ဂျက်ကတော့သူကအိမ်ပြန်မဲ့လမ်းမှာရောက်နေပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျက်ကစိတ်မအေးတဲ့အတွက်အထက်လူကြီးကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောလိုက်တဲ့အခါမှာတော့သူ့ရဲ့အထက်လူကြီးဟာလည်းတစ်စပေါက်တစ်ယောက်ဖြစ်သွားမှရိပ်မိသွားပါတော့တယ်။ကောင်းနောက်ခန်းထဲကလူတစ်ယောက်ကတော့ဂျက်ကိုလာရောက်လောက်ကြံပါတယ်။ဂျက်ကအလဲထိုးလိုက်ပြီးလောက်ကြံသူရဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရှင်းထယ်ရဲ့မိသားစုကိုနောက်ယောင်ခံလိုက်နေတာကိုသိရှိသွားပါတယ်။ရှင်းထယ်အိမ်ပြန်ရောက်လာတဲ့အချိန်မှာမိသားစုကိုတစားခံအဖြစ်တွေ့လိုက်ရပါတယ်။ဂျက်ကချွဲရောက်စီဖုန်းဆက်ပြီးသူ့ရဲ့အထက်လူကြီးဟာလည်းတစ်စပေါက်တစ်ယောက်ဖြစ်ပြီးဂျမ်မြောင်ကျွန်းကသူတို့ရဲ့ခြေလမ်းတိုင်းကိုသိနေပြီးတမင်အဖမ်းခံလိုက်တာဖြစ်ကြောင်းနဲ့ခုချိန်မှာရှင်းထယ်ရဲ့မိသားစုအန္တရာယ်ရှိနေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂျမ်မြောင်ကျွန်းရှိရာဘက်ကိုချွဲရောက်ကိုတွားခိုင်းလိုက်ပြီးသူကရှင်းထယ်မိသားစုကိုတွားခဲ့မဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဂျက်က NIS ကမိန်းကလေးကိုအကူအညီတောင်းလိုက်ပါတယ်။ပရင်းမောက်မှတစ်ဆင့်ဂျက်ကိုတွေ့တဲ့အခါမင်းရောင်ကတက်တက်သမားတွေကိုအာယုံလွှဲလိုက်ပါတယ်။သူတို့တွေစကားများနေကြတော့မှ NIS ကမိန်းကလေးကတကားဘဲကိုလာတီးလိုက်ပါတယ်။တနတ်သမားကတကားဘက်ကိုသွားလိုက်တဲ့အခါမှာဂျက်ကကိစ္စတုံးလိုက်ပါတယ်။ပြီးတဲ့နောက်မှာကျန်တဲ့လူတွေနဲ့တိုက်ခိုက်လိုက်ကြပါတယ်။ရှင်းထယ်ကတော့မိသားစုကိုတစားခံလှုပ်ထားတဲ့အတွက်လူဆိုးတွေခိုင်းတာကိုလှုပ်ပေးနေရပါတယ်။ဒါပေမဲ့အခွင့်အရေးရတဲ့အချိန်မှာကားကိုစောင့်မောင်းလိုက်တာကြောင့်လူဆိုးကောင်ကကားရှိမှန်ကတဆင်ထွက်ကြပြီးသတိမေ့သွားပါတယ်။သူမိသားစုစီကအန္တရာယ်ကင်းတဲ့အကြောင်းဖုန်းဝင်လာခဲ့ပါတယ်။ဂျမ်မြောင်ကျွန်းရဲ့ကျေးစားသမားတွေကအဆောက်အဦရဲ့ဗဟိုစနစ်ကိုထိန်းချုပ်လိုက်ပါတယ်။ဒါကြောင့်ချွဲရောင်လဲဓာတ်လေကားထဲမှာပိတ်မိနေခဲ့ပါတယ်။အမတ်ကြီးကတော့ဂျမ်မြောင်ကျွန်းကိုနှိပ်စက်ပြီးဘဏ်ကတ်ထက်ကငွေတွေကိုသူ့အကောင့်ထဲကိုပြောင်းထည့်နေပါတယ်။ဒါပေမဲ့ဂျမ်မြောင်ကျွန်းရဲ့လူတွေကဟက်လိုက်တာကြောင့်ငွေတွေကအကောင့်ထဲကတင်အကုန်ထွက်ကုန်ပါတယ်။ဂျမ်မြောင်ကျွန်းကကျေနပ်စွာနဲ့ရေမောလိုက်ပါတယ်။အဲဒီနောက်အပြင်ဘက်ကကရိန်းကျိုးလေကားမှတဆင့်ကျေးစားတွေကဂျမ်မြောင်ကျွန်းကိုလာရောက်ကယ်တင်ကြပါတယ်။ပြစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့ဂျမ်မြောင်ကျွန်းကလွတ်မြောက်သွားပါတယ်။ပြီးတော့အမတ်ကြီးကိုလည်းတက်လိုက်ပြီး remote control လေးကိုယူလိုက်ပါတယ်။သူတို့ပြန်ထွက်မဲ့အချိန်မှာဓာတ်လေကားအမိုးကိုဖွင့်ပြီးထွက်လာတဲ့ချွဲရောင်နဲ့တိုက်ခိုက်ကြပါတယ်။တစ်ဖွဲ့လုံးနဲ့တစ်ယောက်ပြစ်ခတ်လိုက်ပြီးဂျမ်မြောင်ကျွန်းနဲ့ရင်ဆိုင်လိုက်ပါတယ်။ချွဲရောင်ရဲ့တနက်လွတ်ထွက်သွားပြီးဂျမ်မြောင်ကျွန်းကချွဲရောင်ရဲ့ခေါင်းကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ချွဲရောင်ကအစိမ့်ငွေတွေအကြောင်းမေးလိုက်တဲ့အခါမှာတော့ဒီခလုတ်ကိုနှိပ်ပြီး9မိနစ်နေရင်ခေါင်မိုးထဲမှာတက်ထားတဲ့အစိမ့်ငွေကလေထဲမှာပြန့်သွားပြီး3ကီလိုမီတာအတွင်းမှာရှိတဲ့တက်ရှိမှန်သမျှဟာတည်ဆုံးသွားမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဗန်ထဲကငွေတွေကတော့ငါရဲ့လှုပ်ဖို့ကိုင်ဘက်တွေအတွဲလို့ပြောနေတဲ့အချိန်မှာရှင်းတယ်ရောက်လာပြီးပြစ်ခတ်လိုက်တာကြောင့်ဘန်ကက်ကလွတ်ကျသွားပါတယ်။ချွဲရောင်ကရှင်းတယ်ကိုအစိမ့်ငွေတွေအကြောင်းပြောပြီးကာပစ်ခိုင်းလိုက်ပါတယ်။ဂျမ်မြောင်ကျွန်းကကရိန်းမတဆင့်အပေါ်တက်မှာဖြစ်လို့ချွဲရောင်လဲလိုက်တက်လိုက်ပါတယ်။ပြီးတော့ကရိန်းပေါ်မှာတိုက်ခိုက်ကြပါတယ်။တိုက်ခိုက်ကြရင်ဂျမ်မြောင်ကျွန်းက remote ခလုတ်လေးကိုနှိပ်ပစ်လိုက်ပါတယ်။ရှင်းတယ်လဲလူစိုးကောင်နဲ့ပြစ်ခတ်နေရင်ရေကန်ထဲကျနေတဲ့လူစိုးကောင်ကိုဓာတ်လိုက်အောင်လုပ်ပြီးရှော့ပေးလိုက်ပါတယ်။ချွဲရောင်တို့နှစ်ယောက်ဟာခေါမိုးထက်ကိုရောက်သွားပြီးဆူလာပြားတွေကြားမှာတိုက်ခိုက်နေကြပါတယ်။ရှင်းထယ်ရောက်လာပြီးဂျက်ကိုဗီဒီယိုကောခေါ်ကဘုံကိုဘလို့ဖြုတ်ရလဲလို့မေးလိုက်ပါတယ်။ဂျက်ကကြည့်ပြီးတော့ပေါက်ပါတယ်တော့နဲ့ပိတ်ရမယ်လို့ပြောလိုက်ပါတယ်။မင်းအောင်တို့လည်းအစာဦးအောက်ထက်ကိုရောက်ရှိလာပြီးတာဝန်ကျရဲရာရှိကိုအပေါ်ထက်ကဘုံအကြောင်းကိုပြောပြလိုက်ပါတယ်။ဂျမ်မြောင်ကျွန်းနဲ့ချွဲရောင်တို့ဟာတိုက်ခိုက်ကြပြီးချွဲရောင်ကဂျမ်မြောင်ကျွန်းရဲ့ရင်ဘတ်ထဲကိုဓာတ်နဲ့စိုက်ပေးလိုက်ပါတယ်။
ရှင်းတဲ့ကတော့အကြောင်းလာပြောတဲ့အခါဂျမ်မြောင်ကျွန်းကတော့ကိုကန်ပြီးအပေါ်တက်မှကိုအဆုံးစီရင်လိုက်ပါတယ်တော့ကအောက်ကိုကျသွားလို့နှစ်ယောက်လုံးစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်မှာစိုက်ဘာဌာနကရဲဝင်ထမ်းလေးနဲ့ဂျက်တို့ကတော့ကို drone နဲ့ပို့ပေးလိုက်ကြပါတယ်ချွေရောင်လည်းအပြေးသွားပြီးအစိတ်ဘုံကိုအချိန်မီလေးပိတ်လိုက်နိုင်ပါတယ်ပြီးတော့ချွေရောင်ကအင်ကိုဘလို့ပြန်ကြမလဲမီးလက်ထဲမှာတေတော့မှာပဲလို့ပြောလိုက်ပါတယ်ရှင်းတယ်ကတော့ဒူးထုတ်ကြရုံပေါ့ကွာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ကျဲရောက်လာပြီးရှင်းတဲ့ကဂျက်ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်သူတို့၃ယောက်ဟာအောက်ထပ်ကိုပြန်ဆင်းလာတဲ့အချိန်မှာတော့ဗန်ထဲကငွေတွေကိုဘလို့လုံးကြမလဲလို့တိုင်ပင်လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့သတင်းတစ်ခုတက်လာခဲ့ပါတယ်အမည်မဖော်လို့တဲ့အလူရှင်တူက UNICEF မှတဆင့်မြောက်ကိုရီးယားကိုအစာရေစာထောက်ပံ့ဖို့အတွက်ဒေါ်လာ10ဘီလီယံပေးလှူသွားမှာဖြစ်ပြီးပြည်သူများကတော့အလူရှင်ကိုစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်ဒီတစ်ခေါက်ရဲ့နောက်ဆက်တွဲအနေနဲ့ကတော့အိမ်ပြန်မဲ့ချွေရောင်ကိုရှင်းတဲ့ရဲ့မိသားစုနဲ့ဂျက်ကလိုက်ပို့ပေးနေကြတာပဲဖြစ်ပါတယ်။ချွေရောင်ကတော့သူ့ကြောင့်ယာရုမတက်နိုင်မဲ့ဖြစ်သွားတဲ့ရှင်းတဲ့ကိုတောင်းပန်စကားဆိုလိုက်ပါတယ်။မင်းရောင်ကတော့ချွေရောင်ကိုစောင့်နေမဲ့အကြောင်းပြောပြလိုက်ပါတယ်။ကားထွက်သွားပြီးတဲ့နောက်မှာတော့ဂျက်ကမင်းရောင်ကိုအမေရိကကိုခီးထွက်ကြမလားလို့မေးလိုက်ပါတယ်။ဒီချိန်မှာချွေရောင်ရဲ့ကားပြန်ကွေးလာခဲ့ပါတယ်။ပြီးတော့ဂျက်ကိုမကြောက်နဲ့လို့ပြောပြီးမင်းရောင်ကိုနှကန်းနီလေးလက်ဆောင်ပေးလိုက်ပါတယ်။မင်းရောင်ကတော့အံ့ဩဝမ်းသာသွားပြီးစောင့်နေပါမယ်လို့အထက်ထက်ပြောလိုက်ပါတယ်။ကားထွက်သွားတဲ့အခါမှာတော့ရှင်းတယ်တို့ဟာမင်းရောင်အတွက်ဝမ်းသာပေးနေကြရင်ဇက်သိမ်းသွားခဲ့ပါတော့တယ်။ပိုင်းသုံးကြရင်တော့သူတို့နှစ်ယောက်ရဲ့ romance လေးတွေကိုမြင်ရရင်သိတ်ကောင်းပါပဲနော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။